အားလုံးပဲမင်္ဂလာပါကြက်သားစားရတာတွေလည်းရိုးနေဖြစ်တဲ့အတွက်ကြက်ဆက်ကြော်လေးကြော်စားပါတယ်ဒီနေ့ကတော့ဒါကြက်ဆက်ကြော်ပါကြက်ဆက်ကြော်ဖို့အတွက်ကတော့ဂျင်းကိုအနံလေးထွက်အောင်စီတက်ပြီးတော့ကြက်သားကိုထည့်လုံးပါမယ်ဒီကြက်သားမှာတော့အရသာစားနဲ့ဟင်းချိုမုံတို့မဟုတ်ကြက်သားမုံနေထားပြီးသားပါဒီမှာကြက်သားကိုအရင်6အောင်မကြော်ပါဘူးကြက်သားကိုနည်းနည်းလေးစီပြန်တော့စီထွက်သွားအောင်ခုလိုမျိုးလုံးသွားအောင်ကြော်ပါမယ်ကြော်ပြီးသွားရင်တော့သူ့ကိုဆယ်ထားပါမယ်ဆယ်ထားပြီးွားရင်ငရုတ်သီးအချောက်တောင်အနီတောင်နဲ့ကြက်သွန်ပြူချင်းကြက်သွန်မိတ်တို့အခုလိုလှီးပြီးတော့မှုရနေအောင်စီတက်ပါမယ်ခုလိုမျိုးစီတက်ပြီးသွားရင်တော့ဒါကတော့မာလာစီပါအနံနဲ့အဆက်အတွက်မာလာစီနည်းနည်းထည့်ပါတယ်ဒါတော့ချီလီဆော့ပါချီလီဆော့ကတော့ကိုကြိုက်နှစ်တက်ရချီလီဆော့ကိုထည့်လို့ရပါတယ်ကိုကတော့စံပါချီလီဆော့ထည့်ထားပါတယ်ပြီးရင်တော့ဆွမ်းမကြောထားတဲ့ကြက်ကြောထည့်ပါမယ်အမကြက်ကြောထည့်ပြီးသွားတဲ့ခါမှာဒါကြက်သွန်နီရဲ့ငရုတ်သီးစိမ့်တောင်ရဲ့ငရုတ်သီးအနေတောင်ရဲ့ကိုထည့်ပြီးတော့အယောင်ရောအရသာအတွက်ပါထည့်ကြောပါတယ်ပြီးသွားရင်တော့အယောင်နည်းနည်းတောက်ဖို့နဲ့အရသာနည်းနည်းလေးနဲ့ဖို့အတွက်ပဲငှက်ပြားရဲ့အနောက်ထည့်ပါတယ် bless salt နော်ပဲငှက်ပြားရဲ့အနောက်ထည့်ပါတယ်ဟုတ်ကဲ့စားလို့ရပါပြီဒါကတော့ကြက်ဆက်ကြောပါကြက်သားစားရတာလည်းအရင်ယူနေပြီစားခြင်းစိတ်တွေလည်းအရည်တွေနဲ့မစားခြင်းတော့ဘူးဆိုရင်ဒီလိုကြက်ဆက်ကြောလေးကိုကြော်စားပါ